အခုမှမွေးကစားမြောက်ဝမ်လေးကသူ့ဘာသာသူနှုတ်တောက်တက်နေတာကိုမြင်လိုက်ရတဲ့အခါအဘိုးကိုတယောက်အကြီးကျယ်အန်တာမင်တက်သွားပါတယ်ပိုပြီးအန်တာစရာကောင်းတာကသူထမင်းစားနေတုန်းတားနဲ့ခရင်ကိုအမတ်တမဲ့ပြောင်းပြန်ကိုင်းမိသွားတဲ့အခါမြောက်ဝမ်လေးကသူ့လက်ကိုညင်ညင်သားသားလေးလမ်းဆွဲပေးခဲ့တာပါပဲအဘိုးကိုလည်းချက်ချင်းပဲကြက်တေတေသွားပါတော့တယ်တကယ်တော့မြောက်ဝမ်လေးပါလို့ဒီလောက်တောင်ညံကောင်းနေရလဲဆိုတဲ့အကြောင်းရင်းကတော့သိပ္ပံပညာရှင်ဝီတီထွင်ခဲ့တဲ့112ဆေးရီကနေစတင်ခဲ့တာဖြစ်ပါတယ်သူကဒီဆေးဟာအဲဇိုင်းမာယောဂါကိုကုသနိုင်တယ်လို့ဆိုထားပြီးစမ်းသပ်မှုသာအောင်မြင်သွားရင်ယင်းနှိမ့်ညွန့်နှံသူတွေအတွက်မထင်မှတ်ထားတဲ့ကြီးမားတဲ့တနိုးအစာတွေယူဆောင်လာပေးမှာဖြစ်ပါတယ်ဒါကြောင့်သူတို့ကမြို့ပြင်ကတစ်နီတော့ကိုပြစ်မှတ်ထားပြီးစမ်းသပ်မှုတွေလုပ်ဖို့အတွက်ကျွမ်းကျင်တဲ့ဖန်စီရဲဖွဲ့ကိုဆေးလုကမြောက်ဝမ်အချို့ကိုဖန်စီလာခဲ့ကြပါတယ်အချိန်တိုင်းတာတစ်ခုအထိစေဝါစမ်းသပ်မှုတွေလုပ်ပြီးတဲ့နောက်မှာတော့အဲ့ဒီထဲကနံပါတ်9မြောက်ဝမ်မကြီးရဲ့ဉာဏ်ရည်ဟာတိတိတသာတိုးတက်လာခဲ့ပါတယ်နံပါတ်9ဟာ10မိနစ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာဉာဏ်စမ်းကိန်းတစ်ခုလုံးကိုအောင်မြင်စွာဖြည့်ရှင်းနိုင်ခဲ့တာကိုဝီကိုရိုင်းမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတဲ့အခါလူသားတွေမှာစမ်းသပ်ခွင့်ပြုပေးဖို့မျှော်လင့်ချက်နဲ့ယင်းနှိမ့်ညွန့်နှံသူကိုရှာဖို့တခွဲခန်းထဲကနေချက်ချင်းပဲအပြေးထွက်လာခဲ့ပါတယ်ငါးနှစ်ခွဲတိတိအချိန်ကာလတစ်လျှောက်လုံးဝီဟာနေတိုင်းဒီပါတခွဲခန်းထဲမှာပဲအချိန်ကုန်ဆုံးခဲ့ပြီး112ဆေးရီကိုအာယုံစိုက်တုတေသနလုပ်နေခဲ့တာပါဘာလို့လဲဆိုတော့သူ့ရဲ့ဖခင်အိုကြီးဟာအဲဇိုင်းမာယောဂါခံစားနေရလို့ပါပဲယင်းနှိမ့်ညွန့်နှံသူကသူတေသနလုပ်တဲ့အခါကိုပိုင်စိတ်ခံစားချက်တွေကိုအယမ်းမထဲဖို့သူ့ကိုတတိပေးခဲ့ရမယ်လေသူ့ဖေရဲ့ယောဂပျောက်ကင်းဖို့မျှော်လင့်ချက်ရှိလာပြီလို့တွေးမိလိုက်တာနဲ့ဝီဟာသူ့ကိုသူမထိန်နိုင်အောင်စိတ်လှုပ်ရှားလာခဲ့ပါတယ်ဒါနဲ့ပဲဒါရိုက်တာဖွဲ့စည်းဝေးခေါ်ယူဖို့ချက်ချင်းအဆိုပြုလိုက်ပါတယ်ဒါရိုက်တာဖွဲ့ဝင်အားလုံးသာသဘောတူမယ်ဆိုရင်သူကလူသားတွေမှာစမ်းတက်တဲ့အဆင့်ကိုတက်လှမ်းနိုင်မှာပါယင်းနှိမ့်ညွန့်နှံသူလည်းမတက်တာတဲ့အဆုံးသဘောတူလိုက်ရပါတယ်ဒါပေမဲ့တင်ပြမှုလုပ်နေတဲ့အချိန်မှာတော့ဝီကထူးခြားတဲ့တုံ့ပြန်မှုတစ်ခုအကြောင်းကိုထည့်ပြောခဲ့ပါတယ်112ဆေးထိုးသွင်းထားတဲ့နံပါတ်9မြောက်ဝမ်ရဲ့မျက်တောင်အိမ်ထဲမှာအစိမ်းရောင်ဆက်ပြောက်တွေပေါ်လာခဲ့တာပါဒါပေမဲ့ဒီဆက်တွေပေါ်လာရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူးလောလောဆယ်အခြေအနေရတော့ဘာဆိုးကျိုးမှမရှိဘူးလို့ဆိုပါတယ်သူစကားပြောလို့ဆုံးသွားတဲ့အချိန်လေးမှာပဲမမျှော်လင့်ပဲနံပါတ်9မြောက်ဝမ်ကြီးဟာမှန်ကိုအကြမ်းပတမ်းခွဲပြီးအထဲကိုပြေးဝင်လာပါတော့တယ်ဝီသတိထားမိလိုက်တဲ့အချိန်မှာတော့အရာအလုံးနောက်ကျသွားခဲ့ပါပြီလုံခြုံရေးဝန်ထမ်းတွေကယူသွတ်တောင်းကျန်းနေတဲ့နံပါတ်9ကိုအဲ့ဒီနေရာမှာတင်တစ်တက်လိုက်ပါတော့တယ်ဒါဟာဝီရဲ့စမ်းသပ်မှုတွေအားလုံးလုံးဝကြာရှုံးသွားပြီဆိုတာကိုပြသနေပါတယ်ဒါရိုက်တာဖွဲ့လည်းအကြီးကျယ်ဒေါသထွက်သွားပြီးယင်းနှိမ့်ညွန့်နှံသူကလည်းစီမံကိန်းပေါ်ယုံကြည်မှုလုံးဝကင်းမဲ့သွားပါတော့တယ်ဒါကြောင့်မြောက်ဝမ်အားလုံးကိုအေဂျင့်စွာအသေးခံစေဖို့နဲ့တခွဲခန်းကိုအပြီးတိုင်ပိတ်သိမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဖယံကလင်ကအသေးတန်တောင်းပန်ပါတော့တယ်9နှစ်ကြာအတူတူနေထိုင်ခဲ့တဲ့နောက်သူဟာမြောက်ဝမ်တွေပေါ်တန်ရောစင်တွေနေခဲ့ပါပြီဒီမြောက်ဝမ်တွေမှာလူသားတွေထက်မလျော့တဲ့မီခိုရဲတာတက်တဲ့စိတ်ခံစားချက်တွေရှိတယ်ဆိုတာကိုသူသိနေခဲ့ပါတယ်ဒါပေမဲ့ယင်းနှိမ့်ညွန့်နှံသူကတော့အေးဆက်ဆက်စကားတခုမဲ့ခြံထားရခဲ့ပြီးဝီကိုရိုင်းတောင်မှအလုပ်ထုတ်ခံရမယ့်အကြက်တဲနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်ယင်းနှိမ့်ညွန့်နှံသူကသူ့ကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးဖို့ဆန္ဒရှိပါတယ်ဒါပေမဲ့ကန့်သက်ချက်ကတော့ဝီဟာလက်ရှိရှိသမျှအရာအလုံးကိုဆွတ်လွတ်ပြီးသူ့ဒေသနာကိုအဆက်ကနေပြန်လုပ်ရမှာပါစကားတခုနဲ့တင်ဝီရဲ့9နှစ်တာကြိုးပမ်းအားထုတ်မှုတွေအားလုံးတဲတဲရေတုံဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့သူဘာတက်နိုင်မှာလဲစိတ်ပြက်လက်ပြက်နဲ့တိရစ္ဆာန်မွေးမြူရေးဆောင်ကိုပြန်လာပြီးမြောက်ဝမ်တွေကိုတေချာနှုတ်ဆက်ဖို့သူရည်ရွယ်ခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲနံပါတ်9တောင်းကျန်းရတဲ့တကယ်အကြောင်းရင်းမှန်ကိုသူတွေ့ရှိသွားပါတယ်ပွင့်နေတဲ့လောင်အိမ်ထဲမှာမွေးကာစား24နာရီတောင်မပြည့်သေးတဲ့မြောက်ဝမ်လေးတစ်ကောင်ရှိနေတာပါအခုတော့အရာအလုံးကရှင်းလင်းသွားပါပြီနံပါတ်9ကယူသွတ်သွားတာမဟုတ်ပဲသူတို့ကသူ့ကလေးကိုအနေနဲ့ပေးမယ်လို့ထင်သွားခဲ့တာပါမိခင်ဘွားရဲ့ဘီစစိတ်ကြောင့်ဘသူ့ကိုမှလောင်အိမ်နာကတ်မခံခဲ့တာဖြစ်ပါတယ်ဝီဟာသူ့မျက်နှာကိုလက်နဲ့အုပ်လိုက်ပါတယ်သူ့ရဲ့စမ်းသပ်မှုတွေဟာမြောက်ဝမ်လေးတစ်ကောင်ကြောင့်ကြာရှုံးသွားရလိမ့်မယ်လို့သူလုံးဝထင်မထားခဲ့မိပါဘူးဖယံကလင်ကမြောက်ဝမ်လေးကိုသူ့စီအတင်ထိုးပေးလိုက်ပါတယ်အခုဆိုရင်မွေးမြူရေးဆောင်တစ်ခုလုံးကိုပိတ်သိမ်းတော့မှာဖြစ်ပါတယ်ဒီမှာဆက်ထားခဲ့ရင်အသက်ရှင်ဖို့လမ်းမမြင်ပါဘူးတေချာတာပေါ့ဝီအနေနဲ့ဒီမြောက်ဝမ်လေးကိုအေဂျင့်စွာအိတ်ဆက်ခိုင်းဖို့ရွေးချယ်နိုင်ပါတယ်ဒါပေမဲ့ရင်ခွင်ထဲကနူးညံ့တဲ့တက်ရှိလေးကိုကြည့်ပြီးဝီဟာရဆက်ဆက်အဆုံးမစီရင်ရက်ခဲ့ပါဘူးဒါကြောင့်တစ်တာတဲ့ထဲပြီးအိမ်ကိုခေါ်လာဖို့ပဲသူရွေးချယ်လိုက်ရပါတယ်ပြုစုဆောင်ရှောက်သူကဝီကိုသူ့ဖေရဲ့အခြေအနေမကောင်းသေးကြောင်းပြောပြပါတယ်သူဟာစိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်စွမ်းကင်းမဲ့လူနီးပါးအခြေအနေမှာရှိနေပါတယ်အတိတ်ကအဖြစ်အပျက်တွေကိုပဲမှတ်မိပြီးအခုလက်ရှိဖြစ်နေတာတွေကိုတော့လုံးဝမမှတ်မိတော့ပါဘူးဝီကသူ့ဖေကိုမြောက်ဝမ်လေးစီခေါ်သွားပြီးပြသခဲ့ပါတယ်အဖေဖြစ်သူကိုအလုပ်တစ်ခုခုရှာပေးခြင်းတဲ့သဘောပါဒါပေမဲ့သူတို့ပထမဆုံးတွေ့ချင်းမှာပဲမြောက်ဝမ်လေးကအဖေဖြစ်သူရဲ့လက်ချောင်းကိုညင်ညင်တာတာလေးလမ်းကင်လိုက်ပါတယ်မြောက်ဝမ်လေးနှလုံးထဲကမီခိုရဲတာချင်းတဲ့အကြည့်ကအဘိုးအိုရဲ့နှလုံးသားကိုချက်ချင်းပဲလုတ်ခတ်သွားစေပါတယ်သူကမြောက်ဝမ်လေးကိုအမြင့်ကြီးမြောက်ချီလိုက်ပြီးစီစာလို့နာမည်ပေးလိုက်ပါတယ်စီစာရောက်လာမှုကအသက်ကင်းမဲ့နေတဲ့ဒီအင်ကြီးကိုနောက်တစ်ကြိမ်ပြန်လဲရှင်းတန်းလာစေပါတယ်ဝီဟာအလုံးနဲ့ဘဝကိုတပြိုင်နက်တည်းဖြည့်ရှင်းနေရတဲ့အတွက်မတက်တာပဲစီစာကိုပြုစုဆောင်ရှောက်ဖို့တာဝန်ကိုသူ့ဖေစီလွှဲအပ်လိုက်ရပါတယ်ဒါပေမဲ့သူ့ဖေကတကယ်ကိုကောင်းကောင်းလှုပ်ဆောင်နိုင်ခဲ့ပါတယ်ပထမဆုံးအကြိမ်နှုတ်တိုက်တဲ့အခါမွေးကာစရပ်ပိုင်းပဲရှိသေးတဲ့စီစာရဲ့ညံရီဟာတစ်နှစ်အရွယ်ကလေးတစ်ယောက်ထက်မလျော့ဘူးဆိုတာကိုအံ့သားစွာတွေ့ရှိလိုက်ရပါတယ်သူကနို့ဘူးကိုသူ့ဘာသာသူကင်တောင်းနိုင်နေလို့ပါ A day old, 2 days old. Oh, he's a smart one, isn't he? အဲ့ဒီအချိန်မှာဝီဟာစီစာရဲ့မျက်လုံးတွေထဲမှာအစိမ်းရောင်ဆက်ပြောက်တွေရှိနေတာကိုသတိထားမိသွားပါတယ်ရဲတင်းတဲ့ခံမှန်းချက်တစ်ခုကသူ့ကောင်းနဲ့ဝင်လာပါတယ်စီစာဟာမိခင်ရဲ့ဝမ်းပိုက်ထဲမှာရှိနေစဉ်ကလေးက112ဆေးရည်တွေကိုစုပ်ယူရရှိခဲ့တာတေချာနေပါတယ်မျက်စိတမိတ်အတွင်းမှာပဲ3နှစ်ဆိုတဲ့အချိန်ကုန်လွန်သွားခဲ့ပါတယ်ဝီဟာသူ့ရဲ့ခံမှန်းချက်တွေကိုတဖြည်းဖြည်းသက်သေပြနိုင်ခဲ့ပါတယ်စီစာဟာလူသားတွေလိုမျိုးအိမ်သားကိုအသုံးပြုနိုင်ုံသာမကရိုးရှင်းတဲ့လက်တင်ကြီးတစ်ပြဘာသာစကားအချို့ကိုပါတင်ယူတက်မြောက်နေခဲ့ပါပြီဝီကထက်ခိုးခန်းကိုစီစာရဲ့အခန်းဖြစ်ပြင်ဆင်ပေးခဲ့ပါတယ်စီစာနှစ်သက်ဆုံးကတော့အဲ့ဒီအခန်းကပြတင်းပေါက်ပါပဲသူကပြတင်းပေါက်ဘေးမှာထိုင်ပြီးမုံစားရင်အပြင်ဘက်ကဘာကြီးကိုလေးလာကြည့်ရှုနေလေးရှိပါတယ်အဲ့ဒီတော့အတွင်းမှာဝီကသူ့ကိုဉာဏ်ရည်စစ်ဆေးမှုတွေလည်းပြုလုပ်ပေးခဲ့ပါတယ်ရလက်တွေရစီစာရဲ့ဉာဏ်ရည်ဟာသူ့မိခင်ထက်အများကြီးတာလွန်နေုံသာမကတူညီတဲ့အရွယ်စားရှိတဲ့လူသားတွေထက်တောင်ပိုပြီးဉာဏ်ကောင်းနေတာကိုတွေ့ရပါတယ်ဝီဟာအလွန်ကိုဝမ်းသာအံ့သာဖြစ်ခဲ့ရပါတယ်သူကစီစာကိုစမ်းတက်ခံဖြစ်အသုံးပြုပြီးစေဝါဆိုင်ရာအခက်အခဲတွေကိုဆက်လက်ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူရဲ့အခြေအနေကပိုပြီးဆိုးရွားလာပါတယ်သူ
သူကပြုစုစောင့်ရှောက်သူနဲ့ခဏခဏစကားများရန်ဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာထိခိုက်စေတဲ့အပြုအမူတွေတောင်လုပ်လာပါတယ်ပြုစုစောင့်ရှောက်သူလည်းဆက်ပြီးတိမခံနိုင်တော့တဲ့အဆုံးဖခင်ဖြစ်သူကိုဘိုးဝါးရိတ်တာပို့လိုက်ဖို့ဝီကိုပွင့်ပွင့်လင်းလင်းပဲပြောလိုက်ပါတယ်ဖခင်ဖြစ်သူရဲ့တနာစရာအခြေအနေကိုကြည့်ပြီးဝီရဲ့စိတ်ထဲမှာရဲတင်းတဲ့အကြံစီတစ်ခုပေါ်လာပါတယ်သူကလူလစ်တဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတခွဲကန်းထဲကနေဆေးရီသုံးပြုံကိုခိုးထုတ်လာကကိုတောင်ထဲကရေခဲတစ်တာထဲမှာဝတ်ထားလိုက်ပါတယ်ညနေပိုင်းမှာတော့ဝီဟာလက်ထဲကဆေးရီကိုကြည့်ပြီးစိတ်ထဲမှာအချိန်ချင်းဝေခွဲမရဖြစ်နေပါတယ်သူလောက်တာမန္တလာမန္တလာဆိုတာကိုသူမသိပေမဲ့ဖခင်ဖြစ်သူကိုဆုံးရှုံးရမယ့်အဖြစ်ကိုတော့သူတကယ်ကိုလက်မခံနိုင်ပါဘူးနောက်ဆုံးမှာတော့ဝီဟာဖခင်ဖြစ်သူရဲ့ခန္ဓာကိုယ်ထဲကိုဆေးရီထိုးသွင်းဖို့ရွေးချယ်လိုက်ပါတယ်ဒါပေမဲ့လက်ကြည့်လိုက်တဲ့စက္ကန့်မှာပဲစီဇာကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုခိုးကြည့်နေတာကိုတွေ့လိုက်ရပါတယ်နောက်တနေ့မှာတော့ဖခင်ဖြစ်သူပြောင်းနေတာကိုဝီသတိထားမိလိုက်ပါတယ်နေရောင်ကြီးကအခန်းထဲကိုဖျာချနေပြီးခုတင်ကလည်းမမျော်လင့်ပဲတက်တက်ရက်ရက်ဖြစ်နေပါတယ်အောက်ထပ်ကနေဆန်နရာတီးတန်တွေထွက်ပေါ်လာပါတယ်ဝီဟာသူ့ရဲ့စိတ်လှုပ်ရှားမှုကိုအတင်းဖိနှိပ်ထားရင်အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်ထင်းတဲ့အတိုင်းမှာပဲဖခင်ဖြစ်သူဟာပုံမှန်တိုင်းပြန်ဖြစ်နေခဲ့ပါပြီ112စေးကြီးကတကယ်ကိုအောင်မြင်သွားခဲ့တာပါဖခင်ဖြစ်သူကဝီကိုမြင်မြင်ချင်းပဲမှတ်မိနေပြီးသူ့မျက်လုံးတွေထဲမှာရှားရှားပါးပါးရှင်းလင်းတောက်ပမှုတွေရှိနေပါတယ်ဝီဟာသူ့ရဲ့ဝမ်းသာမှုကိုဖုံးကွယ်မထားနိုင်ခဲ့ပါဘူးဒါပေမဲ့စီဇာပြောင်းနေတာကိုတော့သူလုံးဝသတိမထားမိခဲ့ပါဘူးစီဇာရဲ့အသက်အရွယ်တစ်ဖြည်းဖြည်းကြီးလာတာနဲ့အမျှသူဟာတနေကုန်အိမ်ထဲမှာပဲနေရတာကိုမကျေနပ်နိုင်တော့ပါဘူးအောက်ထပ်မှာကစားနေတဲ့ကလေးတွေကိုကြည့်ပြီးစီဇာဟာဝီသတိမထားမိတဲ့အချိန်လေးမှာပြတင်းပေါက်ကနေတိတ်တဆိတ်ခိုးထွက်သွားပြီးအိမ်ကြီးချင်းရဲ့အိမ်စီကိုပြေးသွားပါတော့တယ်အခြေအနေတစ်ခုခုမှားယွင်းနေပြီလို့ဝီသတိထားမိလိုက်တဲ့အချိန်မှာပဲအိမ်ကြီးချင်းရဲ့ဒေါသတကြီးအော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်ဒေါသထွက်နေတဲ့အမျိုးသားကဘေ့စ်ဘောလုံးကိုကင်ပြီးစီဇာကိုရိုက်နှက်ဖို့ပြင်ပါတော့တယ်Doesn't matter with you. ဝီကအချိန်မီရောက်လာပြီးတားဆီးနိုင်ခဲ့ရင်မဲ့အဲ့ဒီမျိုးသားကတော့ရန်လိုတဲ့အမူအရာနဲ့စီစာကိုစိုက်ကြည့်နေစေပါသူ့မြင်မှာတော့ဒါဟာတိရစ္ဆာန်တစ်ကောင်တက်တာဖြစ်ပြီးတိရစ္ဆာန်ယုံထဲမှာပဲနေတင်တယ်လို့ယူဆထားတာပါအိမ်ပြန်ရောက်တဲ့အခါစီစာကမျက်နှာငယ်လေးနဲ့သူ့ခြေထောက်ကတန်ရာကိုလက်ညှိုးထိုးပြပြီးဝီကိုတိုင်ပါတော့တယ်ဝီလည်းအရန်စိတ်မကောင်းဖြစ်သွားပြီးစီစာကိုကလေးလဲတဲ့ထက်ကတိရစ္ဆာန်ယုံစီတိတ်တဆိတ်ခေါ်သွားခဲ့ပါတယ်တိရစ္ဆာန်ဆရာဝန်မလေးကာရိုလိုင်းကစီစာကိုကုသပေးနေတုန်းစီစာဟာလက်တင်ကေတပြဘာသာစကားလုပ်တတ်နေတာကိုမမျှော်လင့်ပဲတွေ့ရှိသွားပြီးချက်ချင်းပဲအန်တာဝမ်တာဖြစ်သွားပါတယ် Okay, what's she saying now? He thinks that you and I should have dinner together. ကံကောင်းကျင်တော့စီစာရဲ့ဒဏ်ရာကတိတ်မပြင်းထန်ပါဘူးနောက်ပိုင်းတေချာဂယူးဆိုင်ပြီးပြန်လဲထူထောင်ရေးလုပ်ပေးမယ်ဆိုရင်အမြန်ဆုံးကျန်းမာလာမှာပါအဲ့ဒီနောက်မှာတော့ကာရိုလိုင်းဟာဝီနဲ့အတူအိမ်ကိုလိုက်လာခဲ့ပါတယ်ဒီနေရာလေးကတကယ်ကိုနှွေးထွေးအောင်ပြင်ဆင်ထားပြီးစီစာလည်းအရန်သဘောကျတယ်ဆိုတာကိုသူမတွေ့ရှိသွားပါတယ်ဒါပေမဲ့သူမကတတိမပေးပဲမနေနိုင်ခဲ့ပါဘူးညဝံတွေရဲ့ကြီးထွားနှုန်းကအရန်မြန်တယ်သူနေနေပိုကြီးလာတဲ့အခါဒီနေရာကသူနေဖို့တင့်တော်တော့မှာမဟုတ်ဘူးတော်တိုင်းတဘာဝကသာသူ့ရဲ့နောက်ဆုံးခိုလုံရာဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာဝီကဒီစကားရဲ့နောက်ွယ်ကအတိတ်ပဲကိုသဘောမပေါက်သေးပါဘူးဝီဟာစီစာကိုစိတ်လက်ပေါ်ပါဖြစ်သွားအောင်မြို့ပြင်ကတစ်နီတော်စီခေါ်သွားဖို့စီစဉ်ခဲ့ပြီးကာရိုလိုင်းကိုလည်းအတူသွားဖို့ဖိတ်ခေါ်ခဲ့ပါတယ်သူတို့ဖွဲ့ဟာတိတ်မကြခင်မှာပဲခီးပန်းတိုင်ကိုရောက်ရှိသွားကြပါတယ်စီစာဟာသူ့ရဲ့စိတ်လှုပ်ရှားမှုကိုဖုံးကွယ်မထားနိုင်ပဲမျက်စိရှိကစိမ့်လန်းနေတဲ့တက်တော်ကြီးရဲ့အကြီးကျယ်ဆွဲဆောင်ခြင်းကိုခံလိုက်ရပါတယ်အဲ့ဒါဟာတဘာဝတရားကြီးရဲ့ခေါ်ဆောင်တန်းဖြစ်တယ်လို့မိခင်စီကနေအမွေရလိုက်တဲ့အိမ်ဆိုတဲ့အမတ်တရလည်းဖြစ်ပါတယ်ဝီကသူ့ရဲ့လက်ပတ်ကြိုးကိုဖြုတ်ပေးလိုက်တဲ့အခါစီစာကချက်ချင်းထွက်မသွားခဲ့ပါဘူးအဲ့ဒီစားသူကကိုနှိမ့်ချလိုက်ပြီးလက်တစ်ဖက်ကိုကမ်းပေးခဲ့ပါတယ်ဒါဟာမြောက်ဝံတွေရဲ့တဘာဝအလေးထားတစ်ခုဖြစ်တယ်လို့ကာရိုလိုင်းကရှင်းပြပါတယ်သူတို့ရဲ့မျိုးနွယ်စုထဲမှာခေါင်းဆောင်မြောက်ဝံပွင့်ရင်တကောင်အမြဲတမ်းရှိလေးရှိပါတယ်အုပ်စုဝင်တွေကတခုခုလုပ်ချင်တဲ့ခါတိုင်းခေါင်းဆောင်ရဲ့ခွင့်ပြုချက်ကိုအရင်ရယူရပါတယ်ဆိုလိုဝါကတော့စီစာရဲ့ရင်ထဲမှာဝီဟာသူ့ရဲ့ဘရင်တစ်ပါးပါပဲကာရိုလိုင်းကဝီရဲ့လက်ကိုဆွဲပြီးစီစာရဲ့လက်ဖွားပေါ်ကိုညင်ညင်တာတာလေးပဆွဲပေးလိုက်ပါတယ်ခွင့်ပြုချက်ရသွားတဲ့စီစာဟာချက်ချင်းပဲတက်တော်တဲကိုတိုးဝင်သွားပြီးမျက်စိတမိတ်အတွင်းမှာပဲပျောက်ကွယ်သွားပါတော့တယ်ဝီလိုက်လာတဲ့အချိန်မှာတော့စီစာဟာမြေကြီးပေါ်မှာရက်ပြီးမျက်စိရှိကမိုးထိုးနေတဲ့တစ်ပင်ကြီးတွေကိုယိုသေးလေးစားစွာနဲ့မောကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဒီချိန်လေးမှာစီစာဟာထူးထူးခြားခြားကိုစိတ်အေးချမ်းနေပြီးသူ့ခန္ဓာကိုယ်ထဲကတဘာဝတိရစ္ဆာန်ဗီဇတွေနှိုးကြလာခဲ့ပါတယ်သူကတစ်နီပင်ကြီးပေါ်ကိုအမြန်တွဲတက်သွားပြီးတက်တော်ထဲမှာလွတ်လပ်စွာသွားလာနေပါတော့တယ် Caesar, be careful. မျက်စိတမိတ်အတွင်းမှာပဲနောက်ထပ်9နှစ်အချိန်ထပ်ကျသွားခဲ့ပြန်ပါတယ်စီဇာဟာအရွယ်ရောက်လာပြီးဖြစ်တယ်လို့လူသားတွေလိုမျိုးရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေကိုလည်းပိုင်ဆိုင်လာခဲ့ပါပြီဝီကသူ့ပေါ်ထားတဲ့တန်ရောစင်အမြဲတမ်းတသက်တည်းရှိနေပေမဲ့လည်းစီဇာကတော့သူ့ရင်ထဲမှာဟာရာကြီးဖြစ်နေရဲ့လို့အမြဲခံစားနေရပြီးသူဘယ်နေရာနဲ့တက်ဆိုင်လဲဆိုတဲ့ခံစားချက်ကရဲရံ့နေခဲ့ပါတယ်စီဇာဟာသူတကယ်တမ်းဘာလဲဆိုတာကိုသူ့ကိုယ်သူမသိတော့ပါဘူးသူ့မှာလူသားတွေရဲ့ဉာဏ်ရည်သွေးရှိပေမဲ့ခန္ဓာကိုယ်ကတော့မြောက်ဝံတစ်ကောင်ရဲ့ခန္ဓာကိုယ်ဖြစ်နေလို့ပါတိုက်ဆိုင်ပဲအဲ့ဒီနေ့အိမ်ပြန်ရလမ်းမှာသူ့ကိုအဆက်မပြတ်ဟောင်းနေတဲ့ခွေးတစ်ကောင်နဲ့တွားဆောင်ပါတော့တယ်